တငယ်ချင်းဘသူ့မှအပြစ်လို့လည်းမတင်ပါနဲ့မင်းလဲကြတာမင်းနဲ့ပဲစိုက်နေမင်းပြန်မထတာလည်းမင်းနဲ့ပဲစိုက်နေမင်းကိုဆွဲထုတ်ပေးဖို့ဘသူမှလည်းတာဝန်ရှိမနေဘူးတခါတလေမလိုချင်တာတွေမင်းစီရောက်လာတတ်သလိုမင်းလိုချင်တဲ့အရာတွေကလည်းမင်းနဲ့အဝေးဆုံးကိုရောက်နေတတ်တယ်တခါတလေဝမ်းနေကြတွေကငါစီကိုပဲဆက်စိတ်မြက်မြက်ရောက်လာတတ်ပါသလားလို့လေမင်းထင်ကောင်းထင်နေလိမ့်မယ်ဘသူမှအပြစ်လို့လည်းမတင်ပါနဲ့ဒါလောကရန်ရဲ့ပုံမှန်ပြကွက်တွေပါပဲအရှုပ်ထဲမှာရှင်းအောင်နေအမှောင်ထဲမှာလင်းအောင်နေတတ်ဖို့ကမင်းရဲ့တာဝန်ပဲစိတ်မညစ်ပါနဲ့တိတ်ချစ်တဲ့လူတွေနဲ့ဝေးနေရတာမင်းတယောက်တည်းမှာမဟုတ်တာပဲလောကမှာမင်းမလုံနိုင်ဘူးလို့ထင်တဲ့အရာတွေကမင်းရဲ့ကြောက်ရွံ့စိတ်တွေကြောင့်လည်းဖြစ်နေရတာမင်းကိုပါရမီလိုက်ဖြစ်ပေးနေဖို့ကလည်းဘယ်သူမှတာဝန်ရှိမနေဘူးမင်းတယောက်တည်းပြန်ထနိုင်အောင်ပဲကြိုးစားပါပြန်ပြီးအာယူပြီးတော့ထရကြည့်ကြမယ်တငယ်ချင်းဟာဘဝထဲမှာမျက်ရည်ကျခဲ့ဘူးတဲ့မျက်လုံးကပို့ပြီးတော့ကြည်လင်တတ်ပါတယ်နာကျင်ခဲ့ဘူးတဲ့နှလုံးသားကပို့ပြီးတော့ခိုင်မာလာတတ်တယ်ဆုံးရှုံးခဲ့ဘူးတဲ့အတိတ်ကလည်းအနာဂတ်ကောင်းကိုပုံမှုပြီးတော့ရရှိစေနိုင်တယ်မုံတိုင်းပြီးအောင်စောင့်နေတာဘဝမဟုတ်ဖ ೇನೆ မုံတိုင်းထဲမှာဘလို့ရှင်သန်အောင်နေထိုင်ရမယ်ဆိုတာကိုသင်ယူနေတဲ့ဆိုတာလည်းဘဝလေပြေလင်းချင်းထဲမှာအသက်ရှူနိုင်မှအသက်ရှင်သန်တာမဟုတ်ဖ ೇನೆ မုံတိုင်းထဲမှာအသက်ရှင်သန်အောင်အသက်ရှူနိုင်တာမှဘဝမုံတိုင်းပြီးရင်တော့လေပြေလင်းချင်းလေးတွေဆိုတာရောက်လာမှာပါ